ဓမ္မစီရီဆရာတော်ဦးကောတလာဤမှတ်သားဖွဲ့တရားအတူလေးတွေကိုကျွန်တော်တို့အတူတူနာယူမှတ်သားလိုက်ကြပါစို့တို့ကြောက်ရမှာကစစ်သားကိုကြောက်မှာမဟုတ်ဘူးဓမြကိုကြောက်မှာသခိုးကိုကြောက်မှာမဟုတ်ဘူးအဲ့ဒီရင်ထဲမှာရှိနေတဲ့အမုန်းတရားတွေအဲ့ဒီရင်ထဲမှာရှိတဲ့ဒေါသတွေမရှိရင်စစ်သားလည်းလူကောင်းပဲသခိုးလည်းလူကောင်းပဲဘုန်းကြီးလည်းလူကောင်းမိန်းမလည်းလူကောင်းပဲနင်တို့ရင်ထဲမှာရှိတဲ့အမုန်းလေးတွေအဲ့ဒီ mind လေးထဲမှာရှိတဲ့အရာတွေ mindset တွေမှာအဲ့ဒီ mindset တွေအရာတွေဖယ်လိုက်ရုံပဲဒါပဲပြီးသွား eradicated အဲ့ဒါလေးကိုလေ uproot အမြစ်ကနေဖယ်ပလိုက်ပြီးသွားအဲ့ဒါလေးပဲဒါလေးပဲလိုချင်တာအခုသူ့ရင်ထဲမှာဒေါသတွေမရှိတော့ဘူးဟိုလှုပ်တော့လက်ချောင်းလိုချင်နေတယ်အမေလည်းတတ်မယ်အဖေလည်းမဒေါသအဲ့ဒါဘာလို့လုပ်ရလဲမသိဘူးမောဟတွေဟေတုပစ္စယောအကြောင်းအဲ့ဒီအကြောင်းတွေငါမရှိဘူးကွာရက်နေတယ်ဟာသုံးနဲ့သုံးမို့လေတက်ရှိလာမှာတက်တို့ကြီးမှာ university မှာသုံးနဲ့သုံးမို့သင်အမေရိကက Harvard University တွေ Yale MIT တွေဟာ Oxford တွေ Cambridge တွေအဲ့ဒီဟာတွေတက်ခဲ့ပြီးဒီလောက်သိရင်တော့ငါမရခဲ့ဘူးဟုတ်ရဲ့နော်လေဟာတက္ကသိုလ်ကြီးတွေတက္ကသိုလ်မှာပညာသင်ပြီးဗျာဂေါရမကြီးအဲ့လောက်ကောင်းတဲ့စကားလေးကျွန်တော်မသိခဲ့ဘူးတောက်ဆိုတန်လည်းပြုတ်ကြပါတယ်တို့ကစစ်ပွဲတွေတားတာမဟုတ်ဘူးတို့ကဒေါသကိုတားတာလေဆိုတော့အာကုသိုလ်တွေလုပ်ပြီးတို့ကြီးွားပါသလား no အာကုသလံတာဝိဇ္ဇဒုက္ခဝိပါကလက္ခဏာပရမတ္ထတရားတွေပြောင်းတဲ့သဘောမရှိဘူးအာကုသိုလ်ဒီအကျိုးပေးညံ့မယ်အပြစ်ရှိတယ်ဒါတို့အာကုသိုလ်တွေလုပ်နေတယ်တို့ဘာလို့ကောင်းနေလဲမမေးနဲ့အဲ့ဒီသူလှုပ်လာတဲ့ကုသိုလ်တွေထွက်အကျိုးပေးနေတာအဲ့လိုတော့ဖရာတရားမမှားပါနဲ့ကုသိုလ်တရားတွေဒီလိုတရားတွေနားတာလေကုသိုလ်တွေရှိနေတာလေဒီလိုဘာဖြစ်တယ်လဲအဲ့လိုတော့မမေးနဲ့လေအချိန်တန်အကျိုးပေးခွင့်ရမှာမင်းတို့ပေးမှာဟိုဘက်ကသူလှုပ်ထားတဲ့ကုသိုလ်တွေကဒါကြီးနေတယ်ကြီးရင်လို့ရှိရင်အကုသိုလ်ကအကျိုးမပေးသေးဘူးဘောဓိပင်ပြိုးလို့ခြေကျိုးတယ်ဘောဓိပင်ချိုးလို့ရွှေရိုးရတယ်အဲ့ဒီဘောဓိပင်ပြိုးလိုက်တဲ့ဒေါခင်ရတာမိုးချိုးပြပြီးရှစ်စိတ်ကွဲမှာဘန်းဆိုကြောက်တုံထိပြီးတော့ခြေထောက်လေးပဲထိသွားတယ်ကုသိုလ်ကဲလိုက်တာလေဒီပုဂ္ဂိုလ်ကြီးကနင်းမောင်အကုသိုလ်ကြီးနေတယ်တွားပြီးတော့ရွှေရိုးသူများတော့ဘောဓိပင်ပြိုးရင်ခြေကျိုးတယ်ကွာခုတ်ကွာဆိုခုတ်ချရတယ်ဟောအပင်မှာမြစ်လန်းတယ်ရွှေရိုးရသွားတယ်အဲ့ဒီပုဂ္ဂိုလ်ကြီးကမင်းဖြစ်မှာအမလေးဘယ်ဧကကြီးဖြစ်မှာရွှေရုံဘုရားမြင့်မြတ်တယ်ရွှေရုံဘုရားသွားဖဲ့ရရင်မမြင့်မြတ်ဘူးဒါပြောတာဆရာတော်ဘုရားကြီးတွေကတော်တယ်သူပြောတဲ့မလိုက်နိုင်အလကားပဲအဲ့ပြောတော့ဘယ်ဆရာတော်ကြီးကိုကိုးဝဲတယ်တပည့်တော်ဆရာတော်ဘာမမြင့်မြတ်ဘူးအများကြီးလောကကြီးอ่ะဟောဗျာဟိုမှာတန်ခါးတွေအများကြီးရှိတယ်မဥချမ်းတယ်မထည့်ပြောတန်ခါးမကြော့တယ်ဒီဝါမင်းနေထိုင်ကြော့တာလေကဘယ်တော့ဒီနားနေဟောဗျာသူ့ဆရာတော်ဒီနားဝါမင်းနေထိုင်ကြော့တာဟာတဲ့ဒီကျောင်းကဘလောက်ငါတော့မကြော့ဒီဖုံးဘလောက်မြင့်မြတ်နေဆိုရင်ရွှေဝါးတွေဝါမင်းနေထိုင်ကြော့တာဘာလို့ဆိုဝါမင်းနေထိုင်ကြော့တာပြီးသွားပြီလေအဲ့တော့ဒီလူဟာမျိုးတွေအများကြီးဆိုတော့ဒီလူရဲ့အတွေးထဲမှာဟောဒိဋ္ဌိရရှိနေတယ်အဲ့ဒိဋ္ဌိတွေရှိနေတယ်လက်ကင်ထားတာကိုသိထားတယ်မြင်ထားတာအဲ့ရမ်းခံတယ်ဆိုရင်ဒါတွေပြောရတော့ပေးခေရကြတော့ဖြစ်တယ်လို့လုပ်တယ်โอเคပေးခေဖြစ်တယ်လို့လုပ်တယ်ဟောပါဆိုလို့ဟောလိုက်တခါတကယ်တော့မကြိုက်ဘူးဗမာတွေကဆရာတော်အမှန်ပြောပါဗျာပြောလို့တစ္ဆာပြောပါလို့တကယ်တော့မကြိုက်ဘူးခင်ဗျားတို့စရရဖျားကိုဝရဒီလိုလာတယ်လေရေလေးနဲ့တောက်တယ်ဇီအောင်ကောင်းဖျားကောင်းရေနဲ့တောက်တာလေဗါတယ်လေဖျားကောင်းရေလေးနဲ့ပြီးတော့မှရွှေရုံဘုရားကိုသွားပြီးတော့မှဟိုရွှေရုံဘုရားကောင်ကခေါင်းကန်ဖျားကောင်းကမရိုင်းတာဖျားကောင်းကရေလောင်းတာခေါင်းကန်ပြီးတော့ဒကမကြီးဒေါခင်မွေးအသက်80ပြည့်ရေ80ခွက်လောင်းပါတယ်ကွာလောင်းချတာဘုရားဖျက်ချမ်းနေဘုရားရေရတွေခြေတယ်သစ္စာလေးတန်သိဖို့အတွက်တရားမနာပဲနဲ့ဆံလေးရောင်းဖို့ရေလေးကောင်းဖို့ယာဒူးလေးတက်ဖို့အလွန်ရှက်စရာကောင်းတယ်ဖះခုတော့လုပ်တာချမ်းအောင်စရာကောင်းတယ်ငါလေးအကြွားတော့မဟုတ်ဘူးကိုကြောင့်တော့မပြောချင်ပါဘူးငါဗုဒ္ဓရဲ့ဂုဏ်တော်တွေကိုငါပွားတယ်ဗုဒ္ဓဂုဏ်တော်တွေငါပွားတယ်ငါမှအကြောင်းကိစ္စတွေရှိအဲ့ဒါပထဝီမြေကြီးနဲ့ပတ်သက်ပြီးတော့2သိန်းနဲ့4တောင်ပွားရေတွေနဲ့ပတ်သက်ပြီးတော့4သိန်းနဲ့7တောင်ပွားမီးနဲ့ပတ်သက်ပြီး9သိန်းနဲ့6တောင်ပွားလေနဲ့ပတ်သက်ပြီး1သန်း9သိန်း2သန်း1သန်း9သိန်း2ပေါင်းပွားအဲ့ဒီပွားလိုက်ပြီးတဲ့အခါအလုံးပြီးသွားတော့မှဒါနတစ်ခုလုပ်ပြီးတော့မြန်မာနိုင်ငံသူနိုင်ငံသားတွေမြေငလင်လောက်တာမကြုံတွေ့ချင်ဘူးရေလေးတွေမကြုံတွေ့စေချင်ဘူးမီးလေးတွေမကြုံတွေ့ချင်ဘူးလေလေးတွေအဲ့လိုထားလိုက်တယ်အဲ့ဒီကနေပြီးတော့ပြန်ရမယ်အရာ
ဥကောတန်လာကြောင်းကြီးကောင်းကောင်းကောက်ကောင်းတစ်ခါမှမတောင်းခဲ့ဘူးဆရာတော်ဥကောတန်လာလက်လေးကိုစားတင်တယ်မဆက်ပါဘူးအေးအနာလေးပေါက်သွားရင်တော့စားငါဖြူးတာစားပါစက်တာမင်းအနာကြောင့်လေဒေါခင်သားပေါ်ပါတယ်လေဆရာတော်ကငွေစိတ်လေးတင်လိုက်တာခင်ခင်သားရဲ့လက်ဝါးလေးကအပေါက်အရှာမရှိတော့အစိတ်တက်လာတပူးတက်လာခုဒီပေါ်မှာငွေစိတ်တင်ဘာဖြစ်လဲဘာမှဖြစ်ဘူးအသားပေါ်ငွေစိတ်တင်ဖြစ်တယ်မဖြစ်ဘူးအဲနည်းနည်းလေးဖဲ့လိုက်လို့ရှိရင်တော့သွေးကြောနဲ့တန်းလိုက်သွားတယ်ငါမင်းကိုလက်ဝါးလေးပေါ်အစိတ်တင်တာလေမင်းလက်ဝါးတန်ရာရှိလို့အစိတ်ဝင်သွားတာအဲ့ဒါမတတ်နိုင်ဘူးဟုတ်ဘာလဲအနာဘောဒုက္ခရင်နာတယ်ဆိုတော့ဒါပါပဲဒုက္ခလေးကြလို့နာတာမဟုတ်အနာရှိလို့နာတာဘာတယ်လဲအနာရှိလို့နာအနာမရှိမနာဘူးလေတနေ့လေးပဲဖြစ်မောအနာလေးပေါ့ဒီမောဦးလေးစားလေးတင်တယ်လေစားဘူးဘာလို့လဲအနာမရှိလို့စားလေးဖြူပေးလိုက်တာပါဆရာတော်စားလေးပေးတာပါစားလေးဖြူတာမင်းတို့ကအနာရှိတော့ဆက်သွားတာပေါ့တော်လေလွယ်လေး very easy တိတ်ကောင်းတဲ့ဘုရားတရားတွေတွေ့ပြီးသွားပြီမြတ်စွာဘုရားပါတယ်လေအကြောင်းတရားကိုတားလိုက်တယ်အကြောင်းတရားသူဒေါသတားလိုက်တော့ဒုက္ခဆိုတတ်တန်လေးကြီးပြုတ်ကျသွားလောဘငြိမ့်သွားလက်ညှိုးလိုချင်တာမရှိတော့ဒေါသငြိမ့်သွားမောဟငြိမ့်သွားအဲ့ဒါဆိုလို့ရှိရင်တပည့်တော်အဲ့ဒီယဟန်လေးပြေးဖို့ပါဗျာအဲ့ဒီလောဘငြိမ့်ကြောင်းဒေါသငြိမ့်ကြောင်းမောဟငြိမ့်ကြောင်းဒီအသွင်လေးကိုယူရဆိုဘုရားနာမဖိုးကြီးလေးနဲ့ရောက်ပြီးသွားပြီအနေစာလို့ပြောတဲ့ဘုန်းကြီးဇွန်ကျိုးတော့သေအောင်ရိုက်တာကျောင်းကကလေးတွေတခါကျလည်းပြောရတယ်မင်းတို့ကခွန်းတော်တာတိုင်းတာတော့ရှိတယ်လို့ဘိုင်မကောင်းလို့နှမ်းစီလေးနဲ့ဟုတ်ဦးဗါလေပြားရည်နဲ့ဦးစင်ဟုတ်လားဘိုင်မကောင်းလို့ပြားရည်နဲ့ဘုံနဲ့ဗါလေဆန်နှန်းကားလေးနဲ့နေခိုင်းတာစိတ်ဆိုးတယ်လားမသူဆရာတော်တိတ်ဆရာတော်ချစ်ရှာသူလည်းကြောင်းလာတယ်ပေါ့ဘာနဲ့လို့သိလားနှမ်းစီတွေနဲ့ဆိုတော့ဟိုကမလုံးလေဥဒုဒပြားရည်ပင်လေးနဲ့တူးနေတယ်ပြားရည်နဲ့နှမ်းစီနဲ့အညာလှလိုက်တယ်ကွာနှမ်းစီတွေပြားရည်နဲ့ဥဒုဒမလုံးလေပြားရည်ဆိုရင်လုံးတာပေါ့ဥဒုဒမလုံးဘုန်းကြီးကပြားရည်တွေမကောင်းလို့ပါစကြည့်လို့စီတွေโอเคဟိုမှာအာစာရကော်ဖီလေးဖြော်ပါဆိုတရားထဲစပ်ပြမုံတွေထည့်တယ်ရောက်အမြုပ်တွေထည့်လာတယ်သိခံပါတယ်နော်မင်းတို့တွေနော်အဲ့မာရလေတို့ကပြောချော့မပြောတတ်ဘူးဟုတ်လားအဲ့နားလေလားသိလားဆရာတော်အဲ့လိုဆရာတော်ဒေါသကြီးတယ်တဲ့ချောင်းလေးကကိုရင်လေးတွေမေးကြည့်ပါလက်နဲ့တော့မရွယ်ဘူးပါပေါ့လဲစားပါတယ်ငံလဲစားပါတယ်ဟုတ်သူ့ဘာသာသူဝစီပိတ်တာပိတ်ပေါ်အဲ့ဒါမင်းတို့ဟာဝစီပိတ်ကသွားတော့တိုင်းပြည်ကောင်းမလားဆိုးမလားဘာတွေလဲကိုကောင်းမှကောင်းတာမင်းတို့သွားမေးတယ်ဝစီပိတ်တော့သွားဝစီပိတ်ပါဆိုတော့သွားမေးတယ်ကိုကလည်းစာလေးနဲ့ရေးပြောတယ်အတူတူပဲလေစာနဲ့ရေးပြောတယ်စကားပြောတာမဟုတ်ဘူးလားဖုန်းလေးနဲ့ဝစီပိတ်ဖုန်းကြီးကဖုန်းကန်ရလားဖုန်းလေးနဲ့တစ်နေပြီးတော့ပြန်ပြောတယ်ငါမေးတယ်ဒကမကြီးဝစီပိတ်ကိုဘယ်လိုလှူလဲဘယ်လို तू ကစကားဘယ်လိုပြောဆိုဒီတော့တယ်လီဖုန်းနဲ့ text message အတူတူပဲလေ the same အခုအဲ့တော့ဘာမှမပြောတော့ဘူးတပည့်တော်တဲ့ပတ်စံ3,000 လောက်လှူခံတယ်တဲ့ဟာဘယ်လိုနည်းနဲ့လှူခံလဲဆိုတော့ text message လေးနဲ့လှူခံတယ်တဲ့အခုဒီရှိပါတယ်ဖះကြီးတွေအကြီးကြီးတဲနေပါတယ်နတ်မောက်မှာပါဝစီပိတ်ကိုလည်းရှိသွားကြည့်ပါအကြီးကြီးဖះတဲနော်ဥဟာစားရရှိမတက်ပုံရှိကြည့်ပတ်စံလှူခံတယ်ဘယ်လိုနည်းနဲ့လှူခံဆိုတော့ဖုန်းလေးနဲ့တစ်လှုပ်တယ်အတူတူပဲမဟုတ်ဘူးလားစကားတော့မပြောဘူးလေဖုန်းနဲ့ message ရိုက်တယ်လေတူလားအဲ့လိုဝေးလာ ਈ လားဒီကြီးဖះပြောပြီ